အောင်ပင်လေးလည်းထည့်ပေးလိုက်ပြီးကိတ်လုံးနေနဲ့အုံသီးလေးစားချင်လာလို့မင်္ဂလာပါရှင် Hello Foodie မွေးနေ့ကိတ်မန္တလေးမြို့ကပါဆက်လက်မဆိုင်ကိတ်လေးကိုစပိုက်ဒါမန်လေးတွေရဲ့ကားလေးတွေရဲ့အလားဆင်ပြီးတော့လုံးမှာဖြစ်ပါတယ်ရှင်ခုကဘာလေးဆွဲနေရလဲဆိုတော့လမ်းကြောင်းလေးလမ်းလေးပေါ့နော်လမ်းပေါ်မှာကားလေးပြေးနေတာလေးလှုပ်ချင်တဲ့အတွက်လမ်းလေးပုံဖော်နေရပါရှင်လမ်းရဲ့အယောင်ကတော့မြေကြီးအောင်လားရွှွန်ရောင်လားအဲ့လိုမျိုးရောင်လေးတုံးလိုက်ပါတယ်အောက်အနားလေးကိုတော့အပြာရောင်လေးထည့်ပြီးတော့မှအလှဆင်ပါမယ်ရှင်အစင်းလေးတွေပေါ်အောင်လဲလိုင်းစင်းလေးတွေဖော်လိုက်ပါသေးတယ်ပေါ်လမ်းလေးမှာအလဲတက်တဲ့နေရာမှာလမ်းလေးတွေမှာထည့်တယ်လမ်းလယ်မြင်းလေးတွေကိုဆွဲပါတယ်ရှင်စာရေးချောကလက်လေးနဲ့ပဲဆွဲလိုက်ပါတယ်အဆက်လေးတွေတစ်ပတ်လုံးပြည့်အောင်ဆွဲလိုက်ပါတယ်ရှင်လမ်းလေးတော့နည်းနည်းပုံပေါ်သွားပါပြီနော်လမ်းလေးဆွဲပြည့်နော်ကိတ်မျက်နှာပြင်အရှိဘက်လေးမှာ ice cream လေးတွေနှစ်ခု ice cream ပုံစံလေးတွေလုပ်ပြီးတော့အလားဆင်ပေးမှာဖြစ်ပါတယ်ရှင်ပန်းဆွဲတဲ့ဝေဖာကြော်လေးတွေကိုသုံးပြီးတော့မှ ice cream ခွက်လေးတွေလုပ်လိုက်ပါတယ်ပြီးတော့မှအပေါ်ကနေ ice cream ပုံစံလေးတွေ cream လေးနဲ့ညှစ်ထည့်လိုက်ပါတယ်ရှင်ပြီးရင်တော့မွေးနေ့ရှင်သားလေးရဲ့အကြိုက်ကိတ်လေးပေါ်မှာစပိုက်ဒါမန်လေးနဲ့ကားလေးတွေကိုတင်ပြီးတော့အလားဆင်လိုက်ပါပြီရှင်လက်မမွေးနေ့ကိတ်လေးပြင်ဆင်တာပြီးခါနေပါပြီထုံးစံအတိုင်းပြီးခါနေရင်တော့မွေးနေ့ရှင်သားလေးရဲ့နာမည်နဲ့ဆူတောင်းစာ Happy Birthday ဘာညာတာကာလေးတွေကိုရေးလိုက်ပါပြီရှင်စပိုက်ဒါမန်ရဲ့ဘေးနေရာမှာနေရာလွတ်နေသေးတယ်ဆိုတော့နော်စကောင်းထဲမှာပိုနေတဲ့ cream လေးတွေအဆက်ချပြီးတော့အလားဆင်လိုက်သေးတယ်ဟုတ်ကဲ့ခုဆိုရင်မွေးနေ့ရှင်သားလေးတွေဆက်လက်မှစိုက်မွေးနေ့ကိတ်လေးရပါပြီရှင်ကိတ်လေးကိုကြိုက်တယ်စားကောင်းတယ်ဆိုတဲ့အကြောင်း page messenger ကနေသားလေးကိုယ်တိုင်အတန်ဖိုင်လေးနဲ့ပို့လာပေးလို့ကျေးဇူးပါ